အားလုံးပဲမင်္ဂလာပါတီချယ်စုကားရမကြိုဆိုပါရစေဒီနေ့တင်မဲ့သင်ခန်းစာလေးကတော့ KG မြန်မာပြည်အခရာဓာတ်အောက်ရှိုက်သင်ခန်းစာလေးအကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဒီချက်ကဓာတ်အောက်ချိုက်ကဗျာလေးကိုတားတို့သမီးတို့ဆိုပြမယ်ကလေးတို့ကတေချာလိုက်ပြီးတော့နားထောင်လာနော်ဓာတ်အောက်ချိုက်ဓာတ်အောက်ချိုက်ဓာတ်အောက်ချိုက်ဝစ်ဆန်လေးနဲ့ဓာတ်အောက်ချိုက်နှစ်ချိုက်စရာဒလေးများတို့များအလေးထားကဲနောက်တစ်ခါဒီချက်ကဆိုပြမယ်ဓာတ်အောက်ချိုက်ဓာတ်အောက်ချိုက်ဓာတ်အောက်ချိုက်ဝစ်ဆန်လေးနဲ့ဓာတ်အောက်ချိုက်နှစ်ချိုက်စရာဒလေးများတို့များအလေးထားသူ့ရဲ့အတန်ကဓာတ်သူ့ရဲ့နာမည်ကတော့ဓာတ်အောက်ချိုက်လို့ခေါ်တယ်နော်ဓာတ်နဲ့ပတ်သက်ပြီးတော့ဆန်လုံးပေါင်းတဲ့ပုံလေးတွေကိုပြောပြမယ်တခြားလိုက်ကြည့်ထားပါနော်ပထမဆုံးတစ်ခုကတော့ဓာတ်ဓနိပင်ဓာတ်ဒူဝင်ကျဲတီရှယ်တို့ကောင်းကင်ကိုမောကြည့်လိုက်ရင်မြောက်ရက်မှာရှိနေတဲ့ကျဲလေးနော်နောက်တစ်ခုကတော့ဓာတ်ဓက်ခဲနောက်တစ်ခုကတော့ဓာတ်ဓာတ်ဘူးရင်သွေးတွေကိုရေတွေကိုနွေးအောင်လုပ်တဲ့နေရာမှာအသုံးပြုတယ်နော်ဓာတ်ဓာဟင်းချက်တဲ့နေရာမှာသုံးပါတယ်တခုခုခုတ်တော့မယ်ပိုင်းတော့မယ်ဆိုရင်ဓာလေးကိုသုံးကြတယ်နောက်တစ်ခုကတော့ဓာတ်ဓာတ်မှန်ဓာတ်မှန်ကဆေးရုံတွေမှာအသုံးများတယ်နေမကောင်းလို့ရှိရင်ဆရာမတို့က X-ray နဲ့ဓာတ်မှန်ရိုက်ကြရလေကဲပြီးသွားရင်တော့ဒီရှယ်ကဓာတ်အောက်ရှာရင်းဒီလေးကိုတားတို့သမီးတို့ရေးပြမယ်ကလေးတို့ကတိကျလိုက်ပြီးတော့ကြည့်ထားပေးပါနော်ဓာတ်ကတစ်ချက်ပဲဆွဲရရင်နော်တစ်ချက်ဓာတ်ဒီရှယ်နဲ့တူတူလေးထဲမှာလိုက်ဆွဲကြည့်ပါအောင်တစ်ချက်ဓာတ်တစ်ချက်ဓာတ်ကဲဒီရှယ်နဲ့တူတူထပ်ပြီးတော့လေးထဲမှာလိုက်ဆွဲကြမယ်တစ်ချက်ဓာတ်အဆန်လေးရအောက်မှာနော်ဝစ်ဆန်လေးနဲ့ဓာတ်အောက်ချိုက်ဆိုတဲ့အတိုင်းအဆန်လေးရအောက်မှာရှိပါတယ်တစ်ချက်ဓာတ်ပြီးသွားရင်တော့ဒီရှယ်ကဓာတ်အောက်ချိုက်ဆွဲနည်းလေးကိုလေးချောင်းမြင့်မှာဆွဲပြမယ်ကလေးတို့ကတိချာလိုက်ကြည့်တာနော်အောက်ကနေဆွဲပါမယ်တစ်ချက်ဓာတ်အောက်ရှိုက်တစ်ချက်ဓာတ်အောက်ရှိုက်လေးချောင်းမြင့်ရဲ့အောက်အပြားလေးရတယ်ဆွဲရနော်တစ်ချက်ဓာတ်အောက်ရှိုက်ဟုတ်ပြီနော်နောက်တစ်ခါလေးချောင်းမြင့်အောက်ပြားလေးရတယ်ဆွဲမယ်တစ်ချက်ဓာတ်အောက်ရှိုက်လက်နေထားမှတ်မှတ်လေးနဲ့ဆွဲပါမယ်တစ်ချက်ဓာတ်အောက်ရှိုက်အောက်ကနေဆွဲမယ်တစ်ချက်ဓာတ်အောက်ရှိုက်တစ်ချက်ဓာတ်အောက်ရှိုက်တစ်ချက်ဓာတ်အောက်ရှိုက်ဟုတ်ပြီနော်တီရှယ်ရဲ့ဗီဒီယိုလေးတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့တီရှယ်ရဲ့ YouTube page ပေါ့နော်တီရှယ်စုကားရန်ဆိုတဲ့ YouTube page လေးကိုလည်း like and follow လုပ်ပေးထားပါ TikTok မှာလည်းတီရှယ်စုကားရန်ဆိုပြီးတော့စာလုံးရင်းနှီးလေးတွေကိုလည်းတင်ပေးထားပါတယ်